2025ကတော့ကျွန်တော်ကျေးဇူးတင်ရမယ်နှစ်တစ်နှစ်ပေါ့လေဘဝမှာအမှတ်တရဖြစ်မဲ့နှစ်တစ်နှစ်လို့ပြောလို့ရတယ်ကျွန်တော်ဘဝအချိုးကွေ့အပြောင်းလဲတစ်ခုဖြစ်ခဲ့တယ်ပေါ့လေအကူတို့မတို့အားပေးကြတဲ့မိသားစုတွေကလည်းဇက်တပင်ကိုတိလာကြတယ်ကြည်ကြတယ်အဲ့ပုံမှာဝမ်းသာတဲ့စိတ်တစ်ခုပေါ့လေအများကြီးလဲပြောရတယ်ကျေးဇူးတင်စကားလေးပြောနေတာပါကျွန်တော်အခုထုတ်လို့ရေးဆိုရင် officially တော့သူတို့တင်ထားတာလေတင်ထားတော့ဟုတ်ပါတယ်ဘယ်လိုရုပ်ရှင်မျိုးဖြစ်မလဲဆိုတာကတော့ဒီကြွညောက်ပါမယ်ကြွညောက်ပါစနေရီလာမေးဟုတ်တယ်မဖြေချင်တာတွေကိုဖြေရတယ်ဟုတ်တယ်တကယ်ကိုတော်ပါတယ်မီဒီယာသမားတချို့တို့ရဲ့ပိုင်းဖြတ်ကကိုချင်တာတင်သွားတယ်ကျွန်တော်အားပေးခြင်းတွေကြာပြီပထမညတွေကခရီးလေးသွားနေလို့ပေါ့လေကျွန်တော်အာမပေးပြေးခဲ့တာဒီညကတော့ကျွန်တော်လည်းအလုပ်လေးအားနေရတယ်လာအားပေးဖြစ်တာပါအဓိကတော့ဇက်တပင်ကိုချစ်ပေးတယ်ရုပ်ရှင်ကကျွန်တော်အကိုတွေအမတွေပေါ့လေအဲ့အတွက်လာပြီးဝဲရံပေးတာပါအားပေးတာရှင်ယုံနေနေအောင်တဲ့ကုန်းလေးတီးမိဝဲချစ်တဲ့အကိုရဲ့ကျေးဇူးတင်စကားပြောပြတာပါအမအဓိကဒီလိုဇက်တပင်ပေါ့လေဇက်တပင်အငိမ့်တပင်လို့ဆိုပေမဲ့လည်းဒါဒီတပင်ရဲ့ခေါင်းစဉ်အောက်မှာရှိတဲ့အရာတစ်ခုပေါ့လေအဲ့တော့တံမိုးထားပြီးတော့ဖြောပြပေးတယ်တင်ဆက်ပေးတယ်အများကြီးစူးစမ်းပေးကြတယ်ဖြစ်တဲ့အတွက်အကူတို့မတို့အားပေးကြတဲ့မိသားစုတွေကလည်းဇက်တပင်ကိုတိလာကြတယ်ကြည်ကြတယ်အဲ့ပုံမှာဝမ်းသာတဲ့စိတ်တစ်ခုပေါ့လေအများကြီးလဲပြောရတယ်ကျေးဇူးတင်စကားလေးပြောနေတာပါဟုတ်ရကုန်ကျွန်တော်ဒီတလာပိုင်းထဲမှာတော့အရင်နှစ်ပွဲစီစဉ်ထားတယ်နှစ်ပွဲစီစဉ်တာတပွဲကပြောဖို့တော့နည်းနည်းလေးအခက်အခဲဖြစ်နေတပွဲကတော့တေချာဘောကပြစ်ဟုတ်သတင်းကောင်းလေးပါပေးပါဦးဆိုတော့ကျွန်တော်မကြခင်မှာဒီကျွန်တော်ဇက်ကတာဝန်ရှိတဲ့လူကြီးတွေကကြွညာလေးတင်ပါမယ် surprise 2025ကတော့ကျွန်တော်ကျေးဇူးတင်ရမယ်နှစ်တစ်နှစ်ပေါ့လေ2025ဘဝမှာအမှတ်တရဖြစ်မဲ့နှစ်တစ်နှစ်လို့ပြောလို့ရတယ်ကျွန်တော်ဘဝ